အခုဘယ်လိုလဲနေရုံတက်တဲ့စစ်နေပြောပါတယ်ပုံမှန်တိုင်းပဲပေါ့နော်ရင်တော့ကလည်းဒီတိုင်းပဲမနစ်ကလည်းဒီတိုင်းပဲဘယ်တိုင်းလေးမှလည်းအလုပ်လုပ်ရပါတယ်မရသေးဘူးပြည့်လို့မရှိဘူးလားပြောပါတယ်သွားစရာမရှိတာပြေးကြလို့လားချက်ပလက်ရပြီလားကပ်ပြီးသွားပြီလေဟာမိုက်တယ်ပါနှစ်ခု Oh my god ညီမလေးဘယ်လိုတိုင်းနေရုံတက်တဲ့ချင်းနေလေးဘယ်လိုလဲလားပြောလေးပါရုံတာချင်းနေချက်ပလက်ရပြီလားညောင်စားပြောပါတယ်ဟုတ်လို့လားဘယ်မှသွားစရာမရှိတော့ရုံမတက်လည်းသွားစရာမရှိဘူးဟုတ်တယ်ပြီဘယ်လိုခံစားဘယ်လိုမှမခံစားရဘူးသူကရခွင့်နေပြီဟဲ့ယူပါစေချောကလက်တွေရပြီးပါပြီပေါ့ဘယ်သူပေးရတော့အဲ့ဒီမမ